မိတ်ဆွေများအားလုံးမင်္ဂလာပါကိုကြီး audio နေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ရောင်းပေးမဲ့ပစ္စည်းလေးတွေကတော့ဒီမှာကျွန်တော်စီမှာဒီနေ့ရောက်တာပေါ့နော်ဒီနေ့20ရက်17လ2025မှာရောက်ကြည့်တဲ့ပစ္စည်းလေးကဒီနေ့ရောင်းနေတဲ့ ZK MT21 ဒါလေးရမယ်နော်ဒါလေးကတော့တွဲဖို့နဲ့တွန်းဖို့ကြာသုံးပြလို့ရတယ်ဒါသုံးတဲ့ဆရာသမားတွေတော်တော်များတော့ဒီပစ္စည်းလေးအကြောင်းသိပါတယ်နော်ဒါလေးကတော့အယောင်းနဲ့ပတ်တဲ့ပစ္စည်းလေးပါနောက်တစ်မျိုးကတော့ကျွန်တော်ဒီမှာ ZK TV 21မှာဒီဟာလေးလည်းရောင်းမရှိပါနဲ့เนาะဒါလေးကကျွန်တော်စီမှာပစ္စည်းအများကြီးတော့မရှိဘူးเนาะတကယ်လို့လိုချင်နေဆိုလို့ရှိရင်တော့စောစောကြိုမှာထားဖို့တော့လိုတယ်เนาะနောက်ထပ်ဒါလေးလည်းရှိသေးတယ်เนาะဒီနေ့အတွက်အထင်ပါဒါလေးကတော့ဒီတန်းတူပေါ့ဒီတန်းတူဒီကောင်ကကာရာအိုကေလဲဆိုရင်တဲ့သူတွေအတွက်အဆင်ပြေတယ်เนาะဒီဆက်လေးကအဲ့ဒါကြောင့်ကျွန်တော်စီမှာတကယ်လို့မှားမယ်ဆိုလို့ရှိရင်အခုပြထားတဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့လည်းမှားလို့ရတယ်ကျွန်တော်ဒီ BH ဘက်ရောက်တဲ့အမျိုးတိုင်းကိုလည်းเนาะအရောက်ကိုရှိနေပို့ဆောင်ပြပါတယ်เนาะမှာမယ်ဆိုလို့ရှိရင် Viber ကနေပြီးတော့ပေါ်ပြတဲ့ Viber နံပါတ်ကနေဆက်သွယ်ပြီးတော့မှာယူလို့ရတယ်ကျွန်တော်ကိုငွေကြိုလဲအရင်9000တော့ကြိုလဲပေးထားရမယ်เนาะဆိုကျွန်တော်တို့ကတစ်ခါ return ပြန်လာတဲ့ခါမျိုးတွေကျတော့ကျွန်တော်တို့ဒီ expert ကနေကျတော့ကျွန်တော်တို့ဘက်ကနေစိုက်ရွှေရှင်းပေးရတဲ့ခါမျိုးတွေရှိရဲအဲအကြောင်းငွေကြိုလဲလေးတော့9000တော့ဆရာသမားတို့ကြိုလဲပေးထားလို့ပေးထားမှရမယ်เนาะလိုအပ်တဲ့ဆရာသမားများမှားလို့ရပါပြီကျွန်တော်ဒီမှာဒီနေ့အယောင်းတင်ထားတော့ဒီ3မျိုးလေးရှိရတာเนาะ